ကဲအားလုံးပဲမင်္ဂလာပါဘက်ထရီပြီးတော့စက်ဘိန်းဘက်လှည့်သွားတာပါနော်အခုကက်ကလေးရဲ့အကြောင်းလေးတွေတစ်ချက်လောက်ရှင်းပြခြင်းပါတယ်ဒီကက်ကလေးမှာကျိုးတွေအများကြီးရှုပ်နေပြီမြတ်ချင်းချင်းလင်းဖြစ်သွားအောင်ကျွန်တော်ပထမဆုံးအနေနဲ့မှတ်လိုက်ပါတော့နောက်ကျရင်ဒီကက်တွေဘယ်လိုတွဲရတယ်ဆိုတဲ့အကြောင်းလေးထပ်ပြီးရှင်းပြပေးပါမယ်ပထမဆုံးအနေနဲ့ဒီမှာအနီအနက်ဒါကဘက်ထရီကို join မှာပေါ့နော်ကျွန်တော်တို့လောက်ထားတဲ့ဘက်ထရီရဲ့အနီနဲ့အနက်နဲ့ join မှာပေါ့နော်ဒီဘက်မှာကပ်ပါလာတဲ့ကျိုးအသေးလေးကတော့ကျိုးလိုပဲမှတ်ထားပါပေါ့နော်ဒီကောင်လေးကအမြဲတမ်းဒီကောင်နဲ့အနားနာမှာရှိတယ် activator ကျိုးလိုပဲခေါ်တာပေါ့နော်တော့ကျိုးဒီကောင်ကကြတော့ဒီ၃ချောင်းကကြတော့ရှင်းပါတယ်ကျွန်တော်တို့မော်တာကိုသွားတဲ့၃ချောင်းမော်တာကိုပါဝါပေးတဲ့၃ချောင်းပေါ့နော်ကျွန်တော်စောဗီဒီယိုမှာရှင်းပြခဲ့တဲ့အတိုင်းဒီဥစ္စာလေးတွေဆက်ရှင်းပြမှာပေါ့နော်ဒီမှာရှိတယ်ကျွန်တော်ကပြခဲ့တဲ့အတိုင်းအနီနဲ့ကျိုးနှစ်ချောင်းကကျွန်တော်တို့ဘက်ထရီရဲ့ plus နဲ့ minus နဲ့ချိတ်ပြည့်စုံလို့အနေနဲ့သိထားမှာတော့အားလုံးကအနီနဲ့အနက်နဲ့အပေါင်းနဲ့အနှုတ်နဲ့ပေါ့နော်အဲ့နှစ်ခုကျွေးလိုက်လို့ရှိရင်ကျွန်တော်တို့လုံးမဲ့ပစ္စည်းတွေအလုံးလုံးတယ်ဆိုတာစိတ်ထဲမှာမှတ်ထားပြီပေါ့နော်ကျွန်တော်ပထမဆုံးလည်းဗာပြမလဲဆိုတော့ဒီကောင်နဲ့ဒီ socket မှာရှိတဲ့ကောင်တွေဘယ်လိုလုံးလုံးလဲဆိုတော့ပြမယ်နော်โอเคဒီကျိုးကလေးကဘက်ထရီကိုချိတ်ထားပြီဆိုလို့ရှိရင်ဒီကောင်လေးကိုကျွန်တော်ကပြောခဲ့တယ်တော့ကျိုးလို့ပြောတယ် activator ကျိုးပေါ့နော်အဲ့ကောင်ဘယ်လိုလုံးလဲဆိုလို့ရှိရင်ဒီတော့ကျိုးကအခု activator ကျိုးလွတ်နေဒီကောင်ကျွန်တော်နားဖြတ်လိုက်မယ်နားဖြတ်လိုက်မယ်ဖြတ်ပြီးတော့ဒီနားကနေဖောက်လိုက်ပေါ့နော်နားဖြတ်လိုက်မယ်ဖြတ်ပြီးအဲ့ကောင်ဒီလိုဒီကောင်ကျွန်တော်မော်တာကိုရှိတ်မယ်သူနဲ့တွဲဘက်နေတယ်ကျွန်တော်ဒီကောင်ပေါ့ဒီကောင်က5ချောင်းအယောင်သူ့အယောင်လေးနဲ့သူချိတ်လိုက်ရုံပဲစိမ့်ပြာဝါမီနဲ့ပေါ့နော်ဒီကောင်တော့5ချောင်းရှိမယ်ဒါကကျွန်တော်တို့မော်တာကိုသွားမှာဆိုတူတူဒီကောင်ကတိတ်ပြီးရှင်းပြနေတယ်မရှိတော့ဘူးပေါ့နော်နောက်ထပ်ဒီကောင်လည်းပြီးသွားပြီဒီကောင်ကျွန်တော်ဆောလီဘာကိုသွားမယ်ကောင်ပြီးသွားပြီနောက်စပီမှာက3 speed ရှိနော်ဒီကောင်က3 speed ပေါ့3 speed ရှိဒီကောင်ကပုံမှန်တိုင်းဒီတိုင်းပဲကျွန်တော်ဘာမှဘယ်ကျိုးမှမပူဘဲနဲ့လူအလွတ်လွတ်ထားတယ်လို့ရှိရင်သူကဘာဖြစ်သွားမလဲဆိုတော့နံပါတ်2ပေါ့နော်နံပါတ်2ကိုသွားမှာပေါ့နော်ဒီ